အားလုံးမင်္ဂလာပါဒီနေ့ one light setup portrait self portrait ကိုနည်းနည်းရိုက်ပြမယ်ဒီနေ့ကျွန်တော်သုံးတဲ့ကင်မရာက A7 for body နောက်ပြီးကျွန်တော်သုံးတဲ့ lens ကြတော့ Viltrox 85 1.4 နောက်ပြီးမီက 8300 Pro support ကကြတော့ close parapop 32 inch ပါနော်အဲ့ဒါသုံးထားတယ်နောက်ပြီး reflector တစ်ခု backdrop ကြတော့ flexible backdrop ပေါ့နော်အလင်းကြတော့ grid သုံးထားတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ခန်းထဲမှာအလင်းရောင်တွေကို control လုပ်ချင်တယ်စပွဲပေါ်မှာပေါ့နော်ပွဲပေါ်မှာတင်ထားတယ်ကျွန်တော်တို့ capture one နဲ့ tethering လုပ်မှာပေါ့နော် self portrait ရရင်ဒီ remote ကလို့မရှိမဖြစ်လို့အပ်တဲ့အရာပဲဒီနေ့ f8 shutter space က125 ISO ကြတော့တရားမ Seconic light meter ရှင်းလဲရတယ်မရှိလဲရတယ်ပြဿနာမဟုတ်ဘူး light output တော့ half power ပေါ့နော်f8 and by the way ဒီသုံးထားတဲ့ body က A75 16 to 35 mm f4 ဘာလို့ဒီဟာမသုံးသေးရလဲဆိုတော့ကျွန်တော်ကcapture one ရဲ့ Lightroom ရဲ့သူက raw support မဖြစ်သေးတော့ဒီ A74 နဲ့မရိုက်တယ် let's go Rembrandt design ပေါ့ reflector သုံးရတဲ့အကြောင်းရင်းကဒီအလင်းကဒီဖက်လာတဲ့အလင်းကဒီဟာကိုထိပြီးမှဒီဖက် shadow ဖက်ပေါ့နော်ဒီ shadow ဖက်ကိုနည်းနည်းအလင်းပြန်ပေးမယ်လုံးဝမဟောင်းတော့မှာနော်ခင်ဗျားကြည့်သေးလားခုထိဒီနေ့တော့ဒီလောက်ပဲခင်ဗျားတို့ဝါသနာပါရင်ကြည့်ချင်တယ်ဗာစမ်းကြည့်ချင်တယ်ဆိုရင် comment မှာရေးခဲ့ပါနော်ကျွန်တော်တို့အချိန်ရှိရင်တစ်ပတ်တစ်ခါလောက်တော့လုပ်သွားမယ် see you bye bye